ဘာသာတို့ရဲ့ Roblox အကောင့်ထဲကိုဝင်လိုက်တာနဲ့ new app available ဆိုပြီးပေါ်လာတယ်။နောက်နှိပ်လိုက်တယ်။ Play Store ထဲကိုရောက်သွားပေမဲ့ brother တို့ရဲ့ Roblox အကောင့်ကိုပြန်မရတော့ဘူး။ဒီဗီဒီယိုထဲမှာဆိုရင်တော့ပေါ်လာတဲ့ new app available ဆိုတာကိုဖျောက်ပြီးရမှာ brother တို့ရဲ့ Roblox အကောင့်ကိုပြန်ဦးလေးကိုပြောပြပေးသွားမှာပါ။ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးရမှာဒီဗီဒီယိုလေးကိုလည်း like လေးပေးခဲ့ကြပါအောင်။ Roblox အကောင့်ထဲကိုဘယ်လိုပြန်ဝင်ရမှာလဲဆိုတာကိုမပြောခင် new app available ဆိုပြီးရမှာဘာလို့ပေါ်လာလဲဆိုတာကိုပြောပြပေးမှာပါ။ဒီကအကြောင်းရတော့ VPN တွေတုံးတာကြောက်မလို့ပါ။တုံးထိုင် VPN ကလည်း VN နိုင်ငံနဲ့သွားချိတ်တာကြောက်မလို့ပါ။အဲဒါကြောင့်မလို့အကျိုးဆက်အနေနဲ့ brother တို့ရဲ့ Roblox အကောင့်က global server နေပြီးရမှာ VN server ကိုပြောင်းသွားတာပါ။တချို့အခါမှာလည်း brother တို့ရဲ့ Roblox အကောင့်က VN နိုင်ငံမှာဖွင့်ထားကြောင်းလည်းဖြစ်နိုင်ပါတယ်။ Roblox ကိုတယောက်တည်းအေးစစ်စစ်ဟန်ဆော့ပြရမှာတခြားလူတွေမထိခံအောင် item တွေကိုယူချင်တော့ကျွန်တော်ရဲ့ Telegram channel မှာ Sony ကိုတည်ချာစနစ်တကျတင်ပေးထားပါတယ်။မသိနားမလဲရရှိရင်လည်းကျွန်တော်ကိုလာမေးလို့ရပါတယ်။ brother တို့ရဲ့ Roblox အကောင့်ကိုပြန်ဝင်ချင်တယ်ဆိုရင်တော့ Play Store ထဲသွားပြီးရမှာ VN VPN ကိုသွားတောင်းပါမယ်။ကျွန်တော်ကြားထားတဲ့ VPN နဲ့လုံးကြည့်လို့ရပါတယ်။ VPN ရဲ့ link ကိုကျွန်တော်ရဲ့ description မှာချပေးထားပါတယ်။ VPN နဲ့ရောက်သွားပြီဆိုရင်တော့ VPN ခံဖို့အတွက်ကျွန်တော် permission လေးဖွင့်ပေးလိုက်ပါ။ VPN ခံပြီးရင်တော့ Play Store ထဲကိုဝင်ပါမယ်။ပြီးရင်တော့ brother တို့ရဲ့လက်ရှိ Google အကောင့်ကနေပြီးရမှာတခြားအကောင့်ကိုပြောင်းပါမယ်။အဲ့ဒါကြရင် brother တို့က VN ရဲ့ Google server ထဲရောက်သွားပါလိမ့်မယ်။ပြီးရင်တော့ကျွန်တော်တို့ Roblox လို့ရိုက်ချလိုက်ပါမယ်။အဲ့မှာ Roblox VPN ကိုdownload လိုက်ပါ။ download လုပ်ပြီးတော့ Roblox ထဲကိုဝင်လိုက်ပါ။ဝင်ပြီးရင်ဆိုရင်တော့ brother တို့ရဲ့ Roblox အကောင့်ကိုရိုက်ထည့်လိုက်ပါ။ပြီးရင်တော့ brother တို့ရဲ့ Roblox အကောင့်ကရသွားပါပြီ။ brother တို့ Play Store ထဲမှာ download လုပ်ရတာအဆင်မပြေဘူးဆိုရင် Chrome ထဲကနေဖြစ်ဖြစ် browser တစ်ခုတည်းကဖြစ်ဖြစ် Roblox VNG လို့ရိုက်ချပြီးရမှာ download လုပ်လို့ရပါတယ်။ပို့ပြထားတဲ့ download link ကိုဒီဗီဒီယိုရဲ့ description မှာထားပေးထားပါတယ်။အခု new app available ကိုဖျောက်ပြရမှာ brother တို့ရဲ့ Roblox အကောင့်ထဲကိုပြန်ဝင်ရပြီဆိုတော့နောက်တဲ့ဗီဒီယိုကြရင် VN Roblox အကောင့်ကနေကျွန်တော်တို့အခုလက်ရှိစောင့်နေတဲ့ global Roblox အကောင့်ပြန်ပြောင်းမှုကိုပြောပြပေးသွားမှာပါ။ Premium Squid တွေနဲ့ဟတ်ဆော့ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာပဲ Premium Squid တွေကိုဈေးနှုန်းချိုချိုတတ်တာနဲ့ဝယ်ယူနိုင်ပါတယ်။